ဖြစ်တာလေတို့လည်းတိကျမသိအောင်ဗျာပတ်ဆိုင်လူပြည့်ထင်တာပဲ ဟုတ်တော့တွေ့တယ်ကလေးလေးငငယ်လေးတွေပါ ဟုတ်တယ်ဒီကဘာအဲ့ကလေးလေးနဲ့ကျင်လေကျစားနေတာကြာဟောဗျာ လူမကြီးထောက်ရလို့ဟမ် ကျွန်တော်လုံမိုင်းမပေါ်ရှားလို့ပါ ဟုတ်ပါတယ်ဟုတ်ပါတယ်ငါကိုရတယ်ဘာစိတ်ကူးနေတယ်ဒီနာမည်မှဲ့ထားခဲ့မှလည်းမသိပါ ဖေကကျွန်တော်လူဘောကြီးဖြစ်ပါဆိုလို့ရှားလူလို့နာမည်ပေးထားတယ် ဟောအေးရှားလာပါလေတကယ်ကဘာရှားပါကွာအဲ့ဒါကွာကိုစီပွားရေးလည်းမဟုတ်ကိုမိသားစုရေးလည်းမဟုတ်ဘဲနဲ့လူပြပြတ်တဲ့ညဝင်ပါတယ်လို့နောက်ဆုံးတော့လေမင်းပဲရိုက်မှုနဲ့ထောင်ထဲဝင်ရတာမဟုတ်လားနေသားမဟုတ်ကွာငါတို့မင်းဘာစိတ်ကူးနေများလဲအဲ့လိုလူပြပြတ်တာကြဝင်ပါကြရတာလေ ယာလို့ ဟမ်ရှားလို့ဟုတ် ဟုတ်တယ်ကျွန်တော်ရှိမှမတရားလို့သဲတွေယာလို့ပြီးတော့ကောင်းကောင်းပြောလို့ရတယ်မရတော့လက်ကယာဝန်ထိုးမိပြီးတော့ အဲ့လိုလို့တော့မင်းကလူစိုးလူမကြီးဖြစ်ပြီးတော့ထောက်တဲ့အောင်တော့မဟုတ်လား ဒီမဲ့ဘူးဆောင်းနေနေရတာကိုလို့ရှာမလို့အောင်စိတ်ကိုချုပ်လိုက်တာပိုးပြီးဝန်းကြံနေတယ်ကွာ မင်းဥစ္စာဟုတ်သေးပါဘူးကွာ ဒီမဲ့ဦးလေးဆုံးမမဆိုလဲနောက်မှဆုံးမပါခုကနိုင်ပိုင်းလေးကျွန်တော်သွားနားကျင်တော့ပါ အေးပါကွာအေးပါဟောဒါနဲ့အခုမင်းပြန်ဟောလာပြီဆိုတော့ငါအေးပြန်ပါဖြစ်နေမယ်ဆိုတော့ကွာငါဒီမှာပဲဆက်နေပြသေးအိမ်မှာမင်းတော်ငါငွေမရှာနိုင်လို့ယူစုတာတစ်မျိုးအပြီးတော့ဖုန်းလေးများသုံးနေလေမရင်ငယ်ထားတော့မှတ်ပြီးတော့ငါ့ကိုယူစုချောင်းချောင်းနေတာဒီကြားထဲကွာငါ့ရဲ့တိုင်းသမီးတွေရတယ်သူတို့ဒုဘက်ပဲပြည်တာနဲ့ငါ့ကိုအမျိုးမျိုးပူဇာကြနေတာကွာငါအာဝန်တော့လို့ပါကွာနော် ဦးလေးပြောတော့ကျွန်တော်အိမ်မှာနေပါတခုတော့ရှိတယ်ကိုကျင်းစရာကြောင်းဟာ ဆောင်းလာရတာဝေးရဲ့လူမလာဦးချုံပြီးတော့ဘုန်းတော်စက်တော် အကူစောင်းရတာမိနစ်ပိုင်းလေးပါနော်ဝေးဆောင်ခဲ့ရတာဖြစ်လက်တွေကြာနေပြီရှိမနေနဲ့ကိုပဲစဉ်းစားကြည့်လေကိုရင်နဲ့အကူနဲ့ချစ်သူရေးစားဖြစ်တာဖြစ်ကြာလာနေလက်ထက်မဲ့ကြမ်းလိုက်တိုင်းကိစ္စတွေမျိုးမျိုးကြုံပြီးချုပ်ရဝင်ရတယ်ထောင်ထဲဝင်ရလိုက်တယ်ကိုရင်ဒီတစ်ခါတော့လေအိမ်မှာပါတော့နော် ဝေးရဲ့ကိုဘယ်တော့မှမိုက်ဘူးလို့ကိုဘွားမှာရက်တော့တာလည်းမရှိမိမလိုက်စားလည်းမရှိဖဲရတာလည်းမရှိ အဲ့ဒါတွေတော့မလုပ်ဘူးပေါ့ဒါပေမဲ့တတိရှိစကားများရံမဲဖြစ်နေတာလေ ညာ အခုဘဝကိုလေအေးချမ်းချမ်းနဲ့ကတော့ကြည့်ပါ ဒီကျနာဘုံဝေးငင်းချမ်းမှုကိုကညှနှုတ်တဲ့လူကဒါပေမဲ့ကိုပတ်ဝန်းကျင်မှာစူစင်းရဲ့ဒုက္ခတွေဝေးနေတော့ကိုဘယ်လိုလုပ်ငင်းချမ်းနေမှာလဲပြီးတော့လူတွေကိုဒုက္ခပေးနေတဲ့လူကိုရမ်းမို့ကြားလို့ရရင်မရရင်ကိုလက်ပါမှုရပဲ ပတ်ဝန်းကျင်ကပြဿနာတွေကိုအကိုတယောက်တည်းတိုင်ခံဖြေရှင်းပေးနေတော့ကို့ဘဝဘယ်တော့အေးချမ်းလိုက်ပါလဲဒုက္ခရောက်တဲ့သူတွေကိုကုညီတာကောင်းတယ်ဆိုပေမဲ့လေကိုကိုရဲ့ဒုက္ခတွေဖြစ်သွားရင်တော့မကောင်းဘူး ဟုတ်ပါဝေးပြောတာမှန်ပါဘူး မှန်တယ်ဆိုရင်လေအကိုရဲ့နေရာတကာဝင်ပါတတ်တဲ့အချင်းကိုကျင်းတော့နော် ဝေးမတက်တဲ့ရကျိုးသားပြီးကျမဒီเจ้าလေးကိုပြောတော့ခုမှတွေ့ရတာလေဝေးနဲ့ချီเจ้าလေးပဲပြောအောင် ဆယ်လိုတော့မနဲ့ရောက်ပြီလား
ရောက်တော့နောက်မှထားတယ်ဟာခါကငန်းပြန်ချောင်းဝေးနေမှာ ဗျာဟုတ်တယ်ခင်ဗျာတားမနာချင်းဆိုင်ရထားအေးစပေးလိုလိုက်တော့ ဖဲ့စမ်းမဝါကြားရဖဲ့ ဘာမလုပ်ပါနဲ့ဗျာအောင်သားကြီးကကျွန်တော်ငါဆိုရကျွန်တော်ဆိုင်ရမဟုတ်ပါဘူး အားရန်အဲ့လုံးပါဘူးကွာဒါရ ပြောလေမနေတော့လေ အားတိမင်းနဲ့ပါဆိုင်လို့ ဆိုင်တာပေါ့မှန်ကန်ပြီးအားနေဘက်ကမဲခုတက်တဲ့ရှာလူဆိုတာမှာပဲကွာ တော့ရှားလူဆိုတဲ့ကောင်မင်းကြောက်တော့ဆုံးမပေးစမ်းကွာ တော့လုံးကြပါဦးကျွန်တော်ဆိုင်ရပါသွားလုံးကြပါဦးကြာလုံးကြပါဦးကျွန်တော်ဆိုင်ရပါသွားကျွန်တော်ဆိုင်ရပါသွား ။ဟုတ်ကဲ့။မင်းမှာပတ်စံ50သိန်းတော့မရှိဘူးလားကွာ ပေါ်ဆုံးပတ်စံပဲကွာမင်းကဘာလို့မလဲ ။အားလုံးသွားနေကြ KTV မှာစော်လေးတွေတိတ်ရောက်နေတယ်ကွာ ဒါဆိုလေဒီညပဲပေါ့ အဲ့ဒါငါလည်းလိုက်မယ်လေကွာ ခင်ဗျာဘာလိုက်လို့ ငါလည်းယောက်ျားပဲလက်ချင်တာ ကိုယ့်ဘက်ကိုအိမ်မှာပဲအေးစိနေသမ်းပါဗျာ အဲ့ဒါဆိုလေရဖို့ပေးလေကွာ ခင်ဗျာအားစီရဖို့တောင်းနေတော့တာပဲ ငါမှလည်းမိမကွဲပြီးတဲ့ကဒီရက်ကူပဲပေါ်လို့နေရတာလीကွာ ကျုံလက်ခင်ဗျာကိုရဖို့ပေးနေရခင်ဗျာသားသမီးတွေကျွေးရတယ် ငါသားသမီးတွေလည်းမင်းခိုင်းစားနေတာလीကွာ ဘာခိုင်းစားတယ်ဟုတ်လားခင်ဗျာသားသမီးတို့ကျုံကမခိုင်းစားလို့အလှထိုင်ကြည့်နေရမှာလား ။ဟာ။ရောဗျာ။တော်တော့ ဟေ့ရောဘယ်မှာလို့ထုတ်ပေးလိုက်တာလဲခဏချင်းနေ ။ဟာဟိုကလေးတွေလာနေပြီကွာ ပတ်စံဟာဒါပဲလားရှိုးတော့ကွက်ထားဖို့တော့မစင်းစားနဲ့နော်ပါရိုက်ပါတော့တော့ ။ဝင်းလုံကန်တော့အားကြတယ်ကွာ။မီးကူမထွက်ပဲနဲ့ပတ်စံရတဲ့စိုက်ရုံပဲကွာ ထားလို့လေကွာထားလို့တယ်မင်းဒီကိဒီကမှငွေလိုချင်တယ်ဆိုလို့ရှိရင်တော့လှုပ်စားမယ်နီးလဲနေမှာအများကြီးပဲ ။ချီရ ဟာပေးပါဘောဒီကိနေကွာကဲအဲ့ဒီတော့ခါဟာတော့ဒီရငါတော့နော်ရှင်းနေတယ် 你这给你多少年？俺们 ဥပ္ပစာမှုပြောတယ်မနှမျိုးပဲသုံးပြုံးနေကြည့်ငါသဘောကျလို့ပါ မင်းတို့ဘယ်လိုပဲပြောပြောငါဆိုင်ကယ်ကိုတပတ်အတွင်းလိုချင်ငါဆိုင်ကယ်ကိုတပတ်အတွင်းရှာမပေးလို့တော့မင်းတို့လင်များနဲ့အောင်လို့420မှုနဲ့ငါတရားဆွဲပလိုက် မလုပ်ပါနဲ့ကိုကြီးရဲ့ကျမတို့လိမ့်တာမဟုတ်ပါဘူးကျမရဲ့ကြမျက်နှာသာကြည့်လိုက်ပါ ဟုတ်ပါကိုပြီးရကျွန်တော်မသေးအောင်ခံရတာပါကျွန်တော်မှစေကန်းသွားတယ်ပတ်စံတော့မရှိပါဘူး ဟိုးစေကန်းပြဖို့နေသားကရီမဆွဲနိုင်လို့တမင်းချက်စရာဆန်တော်မရှိဘူး နင်တို့ပြောပုံကဆိုငါဆိုတဲ့ကောင်ကနင်တို့ကိုစေးဖို့နဲ့စံဖို့ပါပေးခဲ့မှပေါက်နေပြီဟာ ဖြစ်တိုင်းဆန်ဖို့လေးပေးခဲ့ပါလား ဟာငါတမိုင်းမဟုတ်ဘူးကျွန်တော်တက်တာလန်ဆိုင်ကလေးတစ်တီးလောက်တော့ပေးငါပါဦးဗျာငါတယောက်တည်းလုံးလုံးနေတာမဟုတ်ဘူးကွာငါမှငားထားတဲ့ဆိုင်ကလေးအများကြီးပဲ
မင်းတို့ငါထပ်ပြီးငါလိုက်နောက်တစ်ကောင်ရောက်တက်ကုန်ပါဘောကွာငါဆိုင်ကယ်ကိုတစ်ပတ်အတွင်းလိုချင်တယ်တစ်ပတ်အတွင်းမရရင်ငါအချောင်းကိုမင်းတို့သိမယ် မလို့ပါနဲ့ကိုပြည့်မလို့ပါနဲ့ကိုပြည့် ဒီကျွန်တော်ကောင်းမှာ တောင်းပါပါကျမလည်းတော့ထောင်ကြသွားတယ်ကျမကလေးနဲ့ဒုက္ခရောက်လို့ပါ နင်တို့ရဲ့ရှုပ်ထုတ်ကိုဘာလို့ငါကောင်းမတင်နေတာတော့နင်တို့ကလည်းနင်တို့သူဟာပဲလှုပ်ကြွေငါနဲ့မဆိုင်ဘူး ဟဲ့လူခဏနေဦးမင်းအောင်ဆိုင်ကမကြခင်ပြန်ရတော့မှာပါ ဒါငါဆိုင်ရပြန်ရတော့မှာတဲ့ တကယ်ပြောတာလားယင် တကယ်ပြောတာဒီကောင်ကိုပြန်ယူခိုင်းပါတွေ့ရမို့လားမင်းကြောင့်တစ်ဖက်မိသားစုဘယ်တော့ဒီဒုက္ခရောက်တယ်ဆိုတာမင်းမြင်မလားမင်းတွေ့လား ဒီမှာလည်းဟိုကျွန်တော်မားတော့ကျွန်တော်ဝန်ခံပါတယ်ဗျာ အေးမာမန်သိရင်နောက်တစ်ခါဒီလိုမလုပ်နဲ့နောက်တစ်ခါဒီလိုလုပ်လို့တော့မင်းကဂျဲထဲမယ်နော် ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ အကိုကတော့လေဝေပြောတဲ့စကားဆိုဘယ်တော့မှနားမထောင်ဘူး ကိုဘာလုပ်နေလို့လဲ အကိုပဲပြောတယ်လေဆိုင်ကယ်လူတဲ့လူတွေနဲ့ပြဿနာတက်ခဲ့တယ်ဆို ဟုတ်တယ်လေအဲ့ဆိုင်ကယ်လူရဲ့လူတွေကိုကိုယ်တိုင်ဖမ်းပြီးဆိုင်ကယ်ပြန်ယူခိုင်းတာလူခရတဲ့လူတွေကကိုရမ်းကိုကျေးဇူးတင်နေတာဝေးရဲ့ အဲ့ဒီဂျေစုတင်တာကလေအကြောင်းမဟုတ်ဘူးအဲ့ဆိုင်ကယ်လူတဲ့လူတွေကအကိုကိုမကျင်နဲ့လို့ဆိုပြီးတော့မှတခုခုလို့ဘဲနဲ့လုံနေတယ် ဒီဘက်ဝေးကိုယ်တိုင်စိုးမှလူစိုးမဟုတ်ဘူးသူများတစ်ဖက်သားကိုနိုင်ကျင့်နေတာတိပါလက်နဲ့ကိုကျိုးကိုထိကမှစိုးလို့မသိကြအောင်ဆောင်ပြီးရှောင်းသွားတယ်လူရတယ်အဲ့ဒါလေလူမိုက်အားပေးတဲ့လူစိုးပဲ ခုချိန်မှာဝေလေအကုန်နဲ့စကရေပြိုင်လို့ချင်ဝေတိချင်တာတခုကအကုန်နဲ့ဝေဘွားရဲ့ရှေ့ရေးကိုအကိုဘယ်လိုတွေးထားလဲဆိုတာကိုပဲသိချင်တာ လက်ထက်မဲ့ဆိုရင်ဝေးခုလက်ထက်မလားနှစ်ဖက်လက်ထက်မလားကိုယ့်ဘက်ကစဉ်းစားမဲနော် အကိုအဲ့ဒီကိစ္စအဲ့တော့ဒီမလွယ်သေးဘူးလေဝေးမှာမိဘအတိုင်းဝိုင်းနေရှိသေးတယ်သူတို့လက်ခံလာအောင်ကိုယ့်ဘက်ကစူးစမ်းပြရအောင်ပဲလေသူတို့ကအကိုဘာလို့လူမိုက်တယောက်ဆိုပြီးအမြင်ကြည့်ကြတာမဟုတ်ဘူး သူတို့ပြင်ကြည့်အောင်ကိုဘာလုပ်ပြရမှာလဲတေးကြတာတို့ကတော့ဝေးကိုဆံပြူတော့ကျူလူမြင့်ကြရချစ်သွားမှာပါပြီးတော့တမာသေးဝါကြကြနဲ့ဝေးကိုယူသားသားလောက်ကန်ကျွေးမှာပါတေးကြတာတို့ကကိုကြောင့်ဝေးဘွားလေးမတင်းကြစရာပေါ့ကိုရဲရဲအမခံပါလေဝေးရဲ ကိုယ်ဝေးယုံပါရဲ့ဒါမဲ့အမြင်မတော်ရင်ဝယ်ပါတတ်တဲ့ကိုယ့်ရဲ့အကျင့်ကိုတော့ဝေးမယုံဘူး ဒီမဲ့ဝေးနောက်ပြဿနာမကြောက်ဝေးကိုပြီးပေးပါလေ